ကျွန်တော်တို့ရဲ့ကိုင်းကြီးအစီအစဉ်ကိုကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးပဲကိုဒီဘက်မှာတော့ဘယ်အမှုပညာရှင်ကလာပြီးတော့ကျွန်တော်တို့နဲ့ရှင်းပြပေးသွားမလဲဆိုတော့မင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာအကိုနဲ့အမမင်္ဂလာပါခင်ဗျာမင်္ဂလာပါမင်္ဂလာပါအခုဆိုရင်ပြိုင်ပွဲဝင်တွေအကုန်လုံးကလည်းရောက်ရှိနေပြီဖြစ်တဲ့အတွက်ကြောင့်လို့ပြိုင်ပွဲဝင်တွေကိုကျွန်တော်နှုတ်ဆက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဘိုင်ဘိုင်ကျမနာမည်မက်ချယ်ရီပါရောက်ချယ်ရီဝင်လာပါတယ်ရှင်မက်ချယ်ရီမက်ချယ်ရီမက်ချယ်ရီဒီအစီအစဉ်ကြည့်ဘူးလားကြည့်ဘူးဘယ်လိုခံစားရလဲခုံနဲ့ရတော့သိကျင်တော့ခုံနဲ့ရတော့သိကျင်လို့โอเคဟုတ်ကဲ့ပါအကိုပရိသတ်ကိုနာမည်နဲ့ဘယ်ကလာပြီးရှင်းပြလဲဆိုတော့မိတ်ဆက်ပေးပါဦးကျွန်တော်နာမည်ကိုစုံမြတ်သူပါမြောက်တကောင်လာပြန်တာပါကိုစုံမြတ်သူစားကိုစုံမြတ်သူစားကိုစုံမြတ်သူစားအခုဆိုရင်ဘာစားရမလဲဆိုတော့အကောင့်တွေကိုဒီပိုက်ကိုသုံးပြီးတော့ ready ဖြစ်ပြီနော်ကိုစုံမြတ်သူစားအမဟုတ်ပါဘူး1 2 3ဈားလို့ရပါပြီဟုတ်ပြီဗျာဟာကိုစုံမြတ်သူစားလီးပဲနော်လီးအောင်ရိုးလီမတပလက်လီးကိုဆက်ရတော့သိကျင်တော့သုံးရတော့သိကျင်လို့โอเคအနုပညာရှင်တယောက်ကိုကျွန်တော်တို့ဖိတ်ခေါ်ထားပါတယ်ခင်ဗျာသွားပဲမြင်ကြည့်ရှုနေကြတဲ့Fortune TV ရဲ့ပရိသတ်တွေကိုလည်းတစ်ချက်လောက်နှုတ်ဆက်ပေးပါဦးဦးငါကျော်ကကျွန်တော်ပြောတဲ့အသီးနာမည်တစ်ခုကိုတေးဥဆောင်ပြမယ်အကိုနဲ့အမနဲ့ဖြေရမယ်ကိုစိုးမြတ်သူတဲ့ဟုတ်ကိုစိုးမြတ်သူသာမဟုတ်ဘူးလားလို့ကိုစိုးမြတ်သူသာဩမိုင်းဆိုပေါ့အဲ့တော့စမယ်5 4 3 2 1 action တီးနော်အသီးနော်နင်းထုတ်မပြောနဲ့နော်တီးနော်အသီးနော် okay ရှာသည်sorry ပါ Match Cherry ကျေးဇူးပြုရ Match Cherry ရဲ့မှန်ပုံတွေလာထည့်ပေးပါဦး okay တီးနော်အသီးနော်တီးနော်အဲ့တဘောမပေါဘူးဖြစ်နေပါတယ်မေးတီးနော်ခွေးလက်ပြုတ်သေးတယ်သူကမြောင်းပြင်းစွမ်းနဲ့ခွေးလက်ပြုတ်သေးတယ်ရှားလိုက်တယ်ခွေးလက်ပြုတ်သေးတယ်ဒီဂိမ်းကတော့ပြိတ္တတွေပြီးတဲ့အတိုင်းပဲဒီထဲထဲမှာကျွန်တော်တို့ကအကောင်လေးဆို၎င်းပစ္စည်းဆို၎င်းအမျိုးစုံတစ်ခုထည့်ထားမယ်အဲ့ဒါကိုကင်ပြီးတော့မှန်းပြီးတော့ပြောရမှာโอเคအဲ့ဒါဆိုရင်1 2 3 timer start ဟုတ်ပြီဟာကိုစိုးဒီဘက်လှည့်လို့ရပါပြီဗျကဲအဲ့သားတော်ကြီးနှစ်ပါးကဲ ready နော် ready 5 4 3 2 1 timer start okay ရဲတင်းတင်းပဲနှိုက်ကြည့်လိုက်ဟုတ်ဆိုတော့ကြည့်ပေးပါဟာ Tiger King CMS 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 Tiger King CMS